ကိုဖြိုးတို့မိသားစုချစ်စရာကောင်းတာလေးတစ်ခုပြောပြမယ်။ဘာလဲဆိုရင်ကျွန်တော်တို့မိသားစု3ယောက်ရှိတယ်3ယောက်မှာဒါမွေးလာလေးကတစ်လစီပေါ့နော်။ကျွန်တော်အမျိုးသမီးဆိုရင်9လပိုင်းကျွန်တော်က6လပိုင်းအခုလာမဲ့ဒီ9လပိုင်း9ရက်နေ့ကကျွန်တော်တမီးလေးရဲ့မွေးနေ့ဖြစ်ပါတယ်လို့မိသားစု3ယောက်မှာတယောက်တစ်လစီမွေးနေ့တိတ်တိတ်ယူထားပါတယ်လို့နော်ပို့ဆိုတာကျွန်တော်နဲ့အမျိုးသမီးနဲ့ကနေ့နိုင်လဲတွားတူတယ်အဲ့လိုမျိုးလေးနော်တမီးလေးကတော့ကျွန်တော်တို့9လပိုင်းဒီ9လပိုင်း9ရက်နေ့မှာဗတ်ဒေးဝက်လေးပြပါတယ်ဗတ်ဒေးတော့နော်ဗတ်ဒေးဖေဖေနဲ့မေမေဗတ်ဒေးစီစဉ်ထားတော့ဘာမှစီစဉ်မထားဘူးကျောင်းဖွင့်တယ်မဟုတ်လားကျောင်းဖွင့်တော့ကြတော့သူ့ကိုဘာမှမစီစဉ်ပေးနိုင်ဘူးလို့အားကြောင့်မလို့ဗတ်ဒေးဆူတောင်းလေးအနေနဲ့ကျွန်တော်တို့ဒါကျွန်တော်တမီးလေးကိုလည်းဗတ်ဒေးဆူတောင်းလေးတွေဝိုင်းဝန်းပြီးတော့ဆူတောင်းပေးကြပါဦးလို့နော်ဒါတပတ်ခါကြာပြီပေါ့နော်ဒီနေ့9ရက်ဆိုကြတော့9လပိုင်း9ရက်နေ့မှာကျွန်တော်တမီးလေးရဲ့မွေးနေ့ဖြစ်ပါတယ်မွေးနေ့မှာစာရေးလဲတမီးလေးလည်းပညာတတ်ကြီးဖြစ်ပါသေးတက်ရှိကြမှာစိတ်ချမ်းသာပြီးတော့လိုရာဆန္ဒတွေတမီးလေးလည်းပြပါသေးလို့ဆုတောင်းပေးပါတယ်နော်ဟုတ်ပြီဗျာဒါကတော့ကျွန်တော်တို့မိသားစုလေးရဲ့ချစ်စရာကောင်းတာလေးပေါ့နော်တယောက်တစ်လစီပေါ့နော်အဲ့လိုမျိုးလေးပါလို့နော်ဒါလေးကိုလာပြီးတော့တင်ပြပေးခြင်းဖြစ်ပါတယ်ဗတ်ဒေးဆူတောင်းလေးအနေနဲ့ကျွန်တော်တို့တမီးလေးကိုလည်းဝိုင်းဝန်းပြီးတော့ဆူတောင်းပေးကြပါအောင်လိုင်းမောကကြည့်ရှုနေတဲ့ခုနှစ်သားသမီးတွေအားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ်နော်လုပ်ငန်းကိုင်ကနေလည်းအားလုံးအဆင်ပြေကြပါစေလို့ဆုတောင်းပေးပါတယ်ကြာနော်ကျေးဇူးတင်ပါတယ်